So I will read it out for you, no. So statement 1 that test atwat, no. I have gotten into a car accident and the other driver and put the other driver in the hospital. Right? Hey. I'll translate. Yeah. Now the clue, I almost killed a sibling by pushing them over a railing. Hey. သူဟာတော်တော် violent ဖြစ်တာ so မတော်တဆ तू က almost ဘယ်လိုမြန်မာလိုပြောလို့ရလား like offing someone by ဘာလဲတွန်းပြီးတော့မှသူ့ရဲ့မောင်လေးကိုအဲ့လိုမတော်တဆ off မိသွားမလို့ပုံစံမျိုးဖြစ်ပြီးတော့ဒါမှန်လားမမှန်လားမသိဘူးเนาะဒါ guess လောက်ရမှာ That you know, like you can also guess, not just me and try. And like then- guess she behind man like. yeah ဘယ်ဟာမှန်မလဲ test ကဒီလိုမျိုးလုံးမဲ့သူမျိုး Hold on. And then I kicked someone's teeth out while training karate တဲ့ karate တင်နေနဲ့တယောက်ရဲ့သွားကို ကန်ထုတ်လိုက်တယ် ကန်ထုတ်တာကိုကန်ပြီးတော့ကျိုး ကျိုးသွားတာပေါ့သွားကျိုးအောင်လို့ သွားကျိုးအောင်လုပ်တယ်ပေါ့ကန်မိတော့ Okay အဲ့သုံးခုတွေကဘယ်ဟာလိန်နာလဲဘယ်ဟာအမှန်လဲ I think the statement number 1 is a lie. I think yeah statement number 1 is a lie I because think so too because I would want to push down my brother many ဟုတ်တယ် times. ဟုတ်တယ် I think so I think statement 1 is a lie Uh, ဟုတ်တယ် Oh. ဟုတ်တယ် it's a lie very obvious သူလားလုံးမှာ When I was little ငယ်လေးတော့ကျမမောင်လေးကိုနဲ့အများကြီးရဖြစ်နေတာဆိုတော့အမကလှေကားရှိတယ်လှေကားဘာလို့လဲ it's like stairs stairs yeah stairs ရှိတယ်အဲဆိုမောင်လေးကိုတကယ်ဆိုမတော်တဆတူနဲ့အဲ့လိုဘာခေါ်လဲစောင့်လို့တူးမေးမယ်တူးလိုက်မယ်ဒီလိုလုပ်တယ်အဲ့မတော်တဆတူးလိုက်တာဆိုသူကအမကဟိုစူးတယ်အောက်ကစူးတယ်မြက်တယ်လေးရှိတယ် it's like အဲ့တော့မကြည့်ရဆိုရတယ်ဆိုသူအဲ့ထက်ပြုတ်ကြသွားတယ်ဒါပေမဲ့အဝေးပဲရမ်းမြက်တဲ့နေရာကိုသူအောက်ပြုတ်ကြအဲ့ချိန်မှာသူက2 လား3 နှစ်လောက်ငယ်လေးပဲအဲ့ဒီမှာလည်းငါနဲ့စပတ်တော့အဲ့ဒီမှာမောင်လေးကိုတက်ခဲရတယ်ဒါပေမဲ့သူကဘာမှလည်းတိတ်မဖြစ်ဘူးသူကအဲ့လိုခန္ဓာကိုယ်မှာပဲหนีရောအဲ့လိုဆိုရနေတော့ အမေတို့တိုင်လား ဟာတိုင်ရပေါ့သူကအော်ပြီးငိုတာပေါ့ပြီးကအရင်တော့ငယ်လေးတော့လည်းဒီမှာ karate ကျောင်းမှာအဲ့လိုတင်ရတယ်ဆို we need to marking တကယ်မကန်ရအောင်ဒီလိုမတော်တော်သူတို့ကကန်ရဲဆိုသူတို့နောက်ကိုအဲ့လိုမှီရတယ်လေဒီ make လေးတယောက်ကမမှီပဲနဲ့ဆိုကျမသူ့မျက်နှာကိုကန်လိုက်သူသွားကျွတ်ပြီးသွားအောင်ကျွတ်သွားသူများကို သွားကျွတ်သွားတွေးတွေအများကြီးထွက် Be careful of what you say ဒါပေမဲ့အချိန်ကကျမထင်အချိန်ကငယ်လေးအချိန်မှာဆိုသွားကျွတ်နေတဲ့အချိန်ပါလေ yeah ဒါဆိုမှသူကျွတ်နေတဲ့သွားနေလားမသိဘူးဒါပေမဲ့အမှကသွားကျိုးသွားတာ Okay. let's go next. Next one. Next one Okay, I accidentally used salt instead of sugar for a bunch of pastries at school. The chef told me it was innovation. Okay, so ကျောင်းမှာက Okay she's gonna speak in Burmese ကျောင်းမှာကသူကစားတုံးတရားမတုံးမဲ့နဲ့စားတုံးရတယ်တုံးမိသွားတယ်ဆိုအမှ chef ကပြောတယ်သူကရန် innovative ဖြစ်တယ် innovative ဘာလဲ And it's like again like two jona. ကျွတ်လာအကုန် I chose La Cordon Bleu because of an old movie. But the Madame Dania was. Oh yeah ဒီမှာကျောင်းသား I'm a pastry chef Pastry chef လောက် game on လို့တာ you know like croissant and stuff အဲ့ဒါကိုသူရွေးတဲ့အကြောင်းက movie အကြောင်း Oh အဲ့ဒီနေရာကိုရွေးရ movie ချိပြီးရွေးရ Oh, you know okay. movie ကြည့်ပြီးအဲ့လို inspiration ယူပြီးဒီကျောင်းကိုတက်ရှင်းလာတာ Yeah. Yeah basically something like that Yeah. And then statement 3, I spent more than 30,000 on tarot card. Hey, tarot card. တုံးတော့ ကြည့်ဖို့အတွက်ဘတ်3000 But don't now I mean in total like lifetime like တဘဝလုံးမှာ3000ကျော် I think that number 1 is a lie. Cuz ဟုတ်တယ်လေ chef ကဘာလို့ तू ကစားထည့်ပြီးတကြားအစားထည့်ပြီးတော့မ chef ကဘယ်လို innovative လို့ပြောပါဟုတ်တယ်မလား I don't know because ဟုတ်တယ် I think ဟုတ်တယ် KTV ကဘာလဲ I think statement 1 is a lie တဲ့ဟုတ်တယ် I agree I လည်းဟုတ်တယ် statement 1 is a lie for sure I think number 2 is a lie Oh really? No, that's yeah something because she would do. the puzzle at tuဆရာကသူ innovative ရွယ်ပြီးပြောတာလားမသိဘူးအဲ့လိုဖြစ်နိုင်တယ် Okay. သူပြောတယ် you know သူဆရာမှာကတခါလေ Yeah ရွေးတာလား ရွယ်တာ
I think number 2 is a lie. Okay, let's see who is right then. But we both agree that number 3 is true. Yeah, ဟုတ်တယ်နော် yeah. that is totally yeah, yeah, Julie yeah. လုံးမဲ့ဟာမျိုးအဲ့ ဘာဘေးစရာကိုဆို သူကဖေးတဲ့စရာ Oh, yeah, I ရန် believe in အရန် my သွားတာသူက So number 3. Okay. Yes, truth for sure. တဘေးရင်အရန်ညုံတာသူ့လိုမျိုးဘေးရင်ယူတဲ့သူတွေရှိလားမသိဘူး ဟုတ်တယ် ဒီလက်စကားပြောလို့ရတယ်နော် စကားပြောလို့ရတယ် The number 1. Oh, the lie. How's that? I told you. Yeah. Oh. What the heck? No, actually, I went there because of the movie, this old movie that I was watching. It's called Sabrina by Audrey Hepburn. အော်တည်တယ်တည်တယ် Yeah, she was in La Colombia in that movie. I was like, oh, that's where I want to go. I searched it up and I was like, အော် like dream school since I was 15. Ah, that's so bad. Like it's so bad. I once went home. I once went home. I thought you guys would be like the Nelly go vale. PG-13. The Nesrali tell me to know. I once went home with 6 random guys after meeting them at a party. That's the truth. That is definitely the truth. တခါကသူ The car, tu a aim bien. But they no, you know, tu a ယောက်ျားလေးချောင်းနဲ့အိမ်ပြန်ပွဲ အိမ်ပြန်တာမဟုတ်ပါဘူး အော်အိမ်ပြန်တာအော် ယူရလေ အော်ပါတီ ပါ သွား တီ တာ သွားတာယူရလေ အော်အိမ်ပြန်တယ်ဆို true ပါတီသွားလဲ true အိမ်လာသွားလဲ true ပဲ I have a crush on my professor. သူဆရာကို That sounds like true too ကြိုက်နေတာ သူရဲ့ဆရာပေါ့ professor ကကြိုက်တာ Okay. အရင်တော့မဟုတ်ဘူး sounds like half it's a half အခုကြိုက်နေတာပေါ့ I'm အခုတော့မကြိုက်တော့ဘူးအဲအကြောင်းလဲပြီးသွားပါ I have a crush on my professor လေးအခုပေါ့ half က You? မဟုတ်လေသူရေးတာလေ Oh. Maybe that's okay whatever I'm crushing on my friend's Sibling. Spelled wrong. I'm crushing on my friend's sibling. sibling like crushing is like သူ you တ have က a ယ် crush ကြီး on อ่ะ her မောင်နှမကိုကြိုက် အဲ့ဟာလေအကုန်လုံးက love involved ပဲ တော်ဆိုရနော် okay I think everything sounds true to me Me too. Everything sounds true. But- yeah, I yeah. think maybe 2 is wrong because you don't have a professor now. no I think it sounds like him I think number 2 is false. oh what did you mean by that I don't know မသိလေယူပါလေယူဆုံးဖြတ် I think someone comment number 1 and then someone comment number 3 is wrong ဒီရုပ်ကလေးဒီလိုမျိုးရှုပ်တဲ့ရုပ်ကအားရလုံးနိုင်တော့ I hope အဖေနဲ့မမတွေ့ပါစေနဲ့ share Choose yeah the truth. I told you he looks like someone who would have a crush on his အဲ့လို professor မျိုးမရှိကြဘူးလား you guys no မို့လေ crush တာတော့မဟုတ်ဘူး just like you know ကြိုက်တယ် admire ကြိုက်တာလည်းမဟုတ်ဘူး အဲ့လို just like admire ဘောဟုတ်တယ်ဗျာ ဒါရနေနေပေါ့ admire sounds like oh ငါတရက်ဒီလိုဖြစ်ချင်တယ်ပေါ့မဟုတ် အဲ့လိုမျိုးလည်းမဟုတ်ဘူး ဖြစ်ချင် အဲ့ တာ လိုလည်းမဟုတ်ဘူး just like နည်းနည်း admire ဘောဟုတ်တယ် and Number 1. Oh! 我爱先这样的。 6ယောက် No, I went partying and then they were like, oh, sub party mala, so we ma. I was like, okay, sub party man, so we ma. We just party. No, I just went to party. Just like, hang oh out. having a but you would have a crush on your friend's siblings No, I've never come. you did Who? there's this cute guy that I told you about and then you were telling me It wasn't a crush. I don't know, crush mom hold on. It was just like, oh, chore boy, you know. ရမ်းချောရပဲအဲ့လိုအော်ချောရတော့မဟုတ်ရမ်းချောရ Okay, Dobby. Now the other door. Okay. I should read my own. ယူပီတာကောင်မလေး I will read it. I saved a stranger's life through mouth to mouth တဲ့သူကလူတယောက်ကိုဟိုအသက်ကယ်ပေးလိုက်တယ်ပေါ့ mouth to mouth နဲ့သူကနားမီတော့မှာပေါ့
နန်းနာတော့မဟုတ်ဘူး but mouth to mouth တိကြတယ် ဒီလောက်တော့တည်ရ ဒီလောက်ကတော့တည် I dated someone that became a K-pop star K-pop star ဖြစ်သွားတဲ့သူတယောက်ကို date ဖူးတယ် lying I found out I am part Chinese and Thai through a DNA test so the DNA test လုပ်ပြီးတော့မှ Thai Chinese ဆိုတာ तू อ่ะ Thai သူ့ရဲ့တွေးထဲမှာ Thai နဲ့ Chinese ပါ ဘယ်လိုထင်ကြလဲ तू က Thai နဲ့ Chinese ပါမယ်လို့ထင်ကြလားအကုန်လုံးဘယ်လိုထင်ကြလဲ I think the middle one I think you mouth to mouth နဲ့မကဲဘူးထင်တယ် I think Gabu she's like a lifesaver kind သူ K-pop star ဖြစ်သွားတဲ့သူနဲ့ date ဖူးရဆိုတာယုံတယ် it's not that it's hard to believe it's just I've not heard of it I've never heard of this story Okay reveal it now okay I think it's number 2 and Troy think it's number 1 which is a lie huh actually really မြန်မာတန်ရုံးရှိမှာ ဟုတ်လား Yeah မြန်မာပြည်မှာတော့ ဟု လား တ်ဘူးမြန်မာတန်ရုံးကမြန်မာပြည်မှာရှိမှာလား အော်မြန်မာတန်ရုံးရှိတာမြန်မာပြည်မှာ မြန်မာ no I didn't know that oh my god မြန်မာတန်ရုံး Thai ရမြန်မာတန်ရုံးရှိ ဟုတ်လား Yeah တယောက်ကအမကဘာခေါ်လဲနှလုံးရက်သွားတာအဲ့လိုဆိုကျမအဲ့လို HLR ဟုတ်လား Yeah USCPR တက်တာ CPR တဲ့ CPR လောက်တာအဲ့ဒါဆိုသူကတက်ရှင်တာဒါပေမဲ့ချက်ချင်းမှရဲရလာပြီရပြီဒီပြန်လို့ရပြီပြီးငါကျမပြန်ဝင်ပြန်ကျမ shot ဖြုတ်သွားတာ But did you train လုပ်ဖူးလား Yeah train လုပ်ထားတယ်အရင်ကကျမ oil company မှာလုပ်တာ Sweden နိုင်ငံကဆိုကျမမိသားစုကအဲ့လို oil company မှာလုပ်တာဆိုအမကတစ်နှစ်တစ်ခါအဲ့လို train ရတယ် ဟုတ်လား ဟုတ်တယ်အဲ့လို train ရတာဆိုတော့ကျမကတခါမှမသုံးဖို့မထင်ဘူးဒါပေမဲ့အခု after like 10 now after 5-6 years မ train ရတယ်ဒါပေမဲ့ muscle memory ထဲမှာရှိတယ်အဲ့ဒါဆိုကျမမြန်မာတန်ရောသွားပြီး visa သွားလျှောက်နေတဲ့ချိန်မှာကကျမကအမကလူကအဲ့လိုလဲဝါကျမရှိမှာလဲဝါအပြီးကဘာဖြစ်သွားဆိုရှေ့ကိုကြည့်လိုက်ဆိုသူ့နှလုံးကရက်သွားအဲ့ဒါဆိုကျမအဲ့လိုCPR လုပ်ပြီးတော့ Somebody asked that's Jackson Wang Whoဟုတ်တယ်ကျမ was a video of Troy ရဲ့ပုံလေးကိုနည်းနည်းတင်လိုက်တယ်အော်ဒီနည်းနည်းဆရာလုပ်နေတဲ့အချိန်မှာအော် Jackson Wang လို့ရေးတာ that's Jackson Wang Yeah ကျမတကယ် Jackson Wang ပဲ ဟုတ်ပါဘူး ဒါတော့ Lisa ပေါ့ I'm kidding Okay let's do the next one အရင်ချင်းကြီးရဲ့တကယ်ချင်းကြီးဆိုတော့ ဟုတ်ပါဘူး तू she has a type လေဟုတ်တယ်မလား she would just tell us if she yeah Really No I think like the people I've dated they're all different Yeah แต่တရုတ်နဲ့ Chinese ဆက်တယ်နော် the young Chinese တရုတ် Chinese ဗမာ တရုတ် Chinese ဆိုတာတရုတ်နဲ့ Chinese ပဲတူလား but I mean like most Southeast Asian တရုတ်နဲ့ Chinese တော့ တရုတ်နဲ့ Chinese sorry That's why I'm like comment ဖတ်တာများအော်တော့ကတိတ်မကောင်းတော့ဟုတ်တယ်တရုတ်နဲ့ Thai ပြောတာတရုတ်နဲ့ Thai ဟာတလုံးမှမတတ်မြန်မာ Yeah so I'm going to DNA test ပေးရင်ဆိုတွေးမှာ DNA မှာ Thai နဲ့ရောတရုတ်ကောမြန်မာရောပါတယ်တမ်းတယ်တဲ့အောင် I don't know သွားလောက်ရမယ်နော် DNA test no ဟုတ်ချင် Yeah you're African people ဖြစ်နိုင်တယ်တချို့ I mean like တချို့ like very little မဖြစ်နိုင်ဘူး We're all connected you know humans တွေကအကုန်လုံးကတနေဟာလာတာပဲမဟုတ်လား ဟုတ်တယ် I ရေးထားတာလည်းမဟုတ်တကယ်ကြားတယ်ဒီလားသူရှောက်ပြီးအနောက်က IT သမားကရှောက်ပြီးရေးတာ I accidentally called my boyfriend by the wrong name while we were together if you know what he means by together No I ရေးထားတာမဟုတ်တကယ်ကြားတယ်အနောက်က IT သမားရေးတာ Producer can you explain he's saying he didn't write this he said you didn't write that Someone it was you. Producer got explained it he's like Someone's stirring the pot. Okay, wait, let me read exactly what you said. I mean, it's fine. Like it's like. Okay, can you read it out? Okay, he wrote, I've accidentally called someone by the wrong name during a romantic moment. Exactly. Even Yeah. worse. It's the same. Yeah. Okay. On to the next. No. On to the next. သူပြောချင်တာ तू อ่ะ
making love ချိန်မှာသူရဲ့ဘဲကို like ဟုတ်ပါဘူးအဲ့လိုပြောချင်တာမဟုတ်ပါဘူးငါစိတ်ညစ်တယ် Okay, you explain for yourself. လူတစ်ယောက်နဲ့ like မားခေါ်တာ လူတစ်ယောက်ရဲ့နာမည် နာမည် ကို ကိုမှာ မားခေါ် မားခေါ်နေရ while you're like just like hanging စကားပြောနေတာ စကားပြောနေတယ်Okay, ဒီကငါစိတ်ညစ်တယ် what? I've gotten so I've gotten drunk. so drunk that I went to a random condo condo and like passed out in the lobby. Lobby. အရင် movie ရတခြား condo ကိုမတော်တဆသွားပြီး သူများ lobby မှာ condo အိပ်ပျော်သွားတယ် 你怎么样可能不能ဝင်လို့ရအောင်သူများ condo က condo ရဲ့ lobby မှာလေ lobby ကတချို့ lobby ဝင်လို့မရဘူး အဲ့တချို့ ah you decide မလားမလား you decide တချို့ဝင်နိုင်လို့ရတယ်လေ I used to be super straight with my first girlfriend for almost a year. That's a lie. He had never had a girlfriend before. ပထမဆုံးကာမလေး ကာမလေးနဲ့ ကာမလေးနဲ့တဲ့ဘာလဲ date လုပ်နေတဲ့အချိန်မှာသူကအရင်မကြေးသေးဘူးပေါ့အရင် straight အရင်သူအရင်တဲ့ပေါ့ okay which one is the lie That's a lie. The girl one. Yeah. Whatever involves I would girls. say think very carefully no you guys Whatever involves girls is a lie. think very carefully Okay, but yeah, almost every gay guy has at least one story with like a girl where they're like, okay, I'm definitely He not. never had one. Trust me. Not that I remember. Okay, actually number 3. you think it's a It's a lie lie. Yeah. Alright, we'll go for 3. You had a girl? Yeah. When? oh ငယ်ငယ်တော့ like where No, ပေါက်စားလေး မပေါက်စားလေးမဟုတ် it was like ငါးတန်းလောက်ကလားမသိ but actually it's like girlfriend ဆိုတာအဲ့လိုအတီလဲမဟုတ် actually အဲ့တုန်းက online ခက်ကွာ online ခက်ဆိုတော့ကြာတော့ like Flirting. we're no အဲ့လို like လူတွေနဲ့ chat လုပ်လို့ရတယ်မလားအဲ့တုန်းကဆိုရင် like တကယ်ချင်းတွေအကုန်လုံးကလည်း oh we have friends from like other countries တခြားနိုင်ငံတွေက friends ပေါ့အဲ့တုန်းကဘာလို့လဲမသိ everyone wanted to like communicate with like other တခြားနိုင်ငံက friends ပေါ့ there was this ဒီကောင်မလေးရှိရကွာသူကဟိုအဲ့တကယ်ချင်းနဲ့သူက friends and then သူကအဲ့ကိုကြိုက်လို့ရဲ့အဘာအဲ့ဘာကိုဘယ်လိုကြိုက်သွားလဲအဲ့လည်းမသိဘူးအဲ့နဲ့ကြိုက်လို့ဆိုတော့ဟိုအဲ့ကိုပြောဖို့အရန်ရှက်လို့ဆိုတော့အဲ့ကိုဖွင့်ပြောလိုက်တော့ဖွင့်ပြောလိုက်တော့ကြာတော့အဲ့ message မှာဖွင့်ပြောလိုက်တာဖွင့်ပြောအဲ့ဟိုမကြိုက်ဘူးပေါ့နော်အဲ့ကိုမကြိုက်ဘူးလို့ပြန်ပြောမလို့ဒါပေမဲ့ my friend ကဟဲ့အဲ့လိုမပြောပါနဲ့တဲ့တနာပါတယ်တဲ့ you ခဏလောက်တစ်ပတ်လောက်တည်းအဲ့ကောင်မလေးတငယ်ချင်းอ่ะကွာသူက Were you gay back then? yeah အဲ့တော့လည်းမကြိုက်တော့ဘာအဲ့ငါမလုပ်ချင်တော့ဖုန်းကိုယူပြီးတော့မှသူ yes လို့ပြောလိုက်တာပြောလိုက်တော့အဲ့တပတ်လောက်ကောင်းမလေးရသွား So it wasn't you actually. I လုပ်လိုက်တာမဟုတ် my friend လုပ်လိုက်တာအဲ့ဒါမှ So မ technically that's but I still had a girlfriend sure. 1 week လောက်ပေါ့ That's why I said yo yeah that statement because he Hello, knew he hello. was gay since he was young. From what I know. အဲ့လိုဖြစ်သွားတာပေါ့ That was Okay. just a lie. Okay, That was then the truth. probably the lobby one was the lie. Because he So- would accidentally call another man's name. I think. စဉ်းစားစဉ်းစားတိတ်ချာချာ I think number 1 is a lie. Okay, whatever. Oh, no. You've never marked. Yeah. You're very careful about Yeah, okay. မဟုတ်ငါဘယ်သူ့မှအဲ့လိုမျိုးမှားမခေါ်ဘူး Babe belly, no? တတိယတော့ babe ပါ Babe belly. Of course, it's never gonna be a mistake. Everyone is babe. Everyone's a babe and baby. but the second one is real Yeah, I believe that.အဲ့တော့ like it's crazy like it's how like Bangkok က safe တော့ဖြစ်တယ် I ပဲ safe ဖြစ်နေရလားမသိဘူးဖခင်က very like you know protection လေး We're new, but not religion. တော့အဲ့တော့အရအရန် I'm new, but not အရန် religion. မူတော့ကွာ my friend ရဲ့ birthday မှာမူပြီးတော့မှ तू ကပြန်မယ်တဲ့ပြန်မယ်ဆိုတော့အားလည်း okay ပြန်မယ်ဆိုတော့ we got bikes ဒါပေမဲ့ तू သွားတဲ့ bike ကတနေရအားရ bike ပေါ်တက်သွားပြီးတော့မှ grab driver ကိုဖယ်သွားမလဲလဲအားမပြောပြောနေ तू အနောက်မှာအဲ့လိုလေးအိတ်ပြောအိတ်ပြောသွား तू တိုက်ခဲဝင် तू ကပေါ့ तू အဲ့လိုလမ်းပေါ်သွားပြီးတော့မှ तू ဟဲ့နင်ဖယ်သွားမှာလဲပေါ့အားလည်း move ပြီးတော့မှမသိဘူးပေါ့ तू ပေါ်မှာအဲ့လိုအိတ်ပြောဒီမှာရက်ပေါ့တကတော့အရှိမရလိုက်ကွာအဲ့ဒါ I ဘယ်လိုမျိုးလဲမသိဘူး I try my best ကွာတဲ့အဲ့ရမ်း move ပြီးတော့မှမရတော့ဘူးပေါ့နော် and then အဲ့ condo အရှိလည်းရောက်တော့ lobby မှာဆိုရင်မှထားဆောက်ဖြစ်သွား The lobby 10 or lobby? lobby မှာ Lobby. အဲ့ဒါဖုန်းတော့ရှိတယ်ဖ
ဖုန်းလည်းရှိရပတ်စံလေးလည်းရှိအကုန်ရှိရ and then my အဲ့ရဟို security ကအဲ့ဟိုဗာလဲဟို my friends ကဘယ်ဟဲ့ you အဲ့ဟိုတယ်ပြန်လာမှလေဘာလို့ဟိုဒီမှာဟိုမလာသေးရလဲဆိုဖုန်းနဲ့အသေးဆက်တော့ security ကဖုန်းကပြီဟဲ့ you တကယ်ချင်းဒီမှာဖတ်ဆောက်ဖြစ်ပြီတော့ my friends ကခဏဆိုလာခေါ် it was like 30 minutes away like away where အဲ့လာခေါ်ဘာခေါ်ဟဲ့ you ထဆိုအဲ့ this is so bad I ပြောလို့ရလားတော့ I မသိဘူး but Even Dodo thinks that the girl wanted the lie. Donna knows. Dodo knows you're gay. ဟိုရောက်သွားတော့ဟိုက my friends ကလာခေါ် I know ပြီးတော့မှsecurity ကလည်းထွက်သွားပြီတော့ you တကယ်ချင်းနေလာပြီဆိုတော့ you AC ပြန်ပေါ့AC မပြန်အောင်ပြန်မနဲ့အန်ချအောင်8 floor ပေါ်မှာmy friends ကအဲ့ကိုခေါ်ပြီးတော့မပြေးပြီးမနေ့ရောက်တော့ကြတော့အမဟိုဗာလဲ it was my friend's birthday ဆိုတော့အမ balloon လေးတစ်ခုနဲ့အမ wallet ကော phone အဲ့လိုထားပြီးတော့ဟဲ့ဘာဖြစ်သွားThis is a long time ago though, very long time ago. God. Yeah, That's such a very chaotic crazy story. Yeah, but I would say, ကန်ကောင်းတော့မလုံးကြပါနဲ့ I love you. Okay, yeah. I love you မလုံးကြပါနဲ့လို့ That mean it would be more. He အခုကသူကဖျားခဲ့လို့ထင်တာပေါ့သူရဲ့အိတ်ရောဖုန်းရောပါတော့သူပဲကြံခဲ့ရင် that means ဘယ်သူမှတကယ်မလို့ကြံလို့ကြည့်လိုက်ပါမကန်ရင် မကင်ကြအမ I met me အမလေး I like လူရကွာလို့လမ်းလျှောက်ပြီးတော့မဟန်ဒီလူရဘာလုပ်နေရလဲပေါ့ I တွေ့ I ထားကျင်တာအရန်ထားတယ်ထားလို့မရအောင် Oh my god my mind is so bad My goal after graduating is to open a high-end dessert studio. You're high, again, like very like bullshit. It's not real. Like I read story a man if you are. yeah because I didn't think much True story. အများကြီးရှိရနော် you guys. Great that they judge it. Iဗာလဲ Troy ကိုလာနေလို့ရတယ် Miss Universe အကြောင်းနဲ့ I don't even remember what I wrote like what What was it? My goal after graduating is to open a high-end dessert studio while I also teach pastry classes. The goal or where you be in a little high-end this show where is hook the young and the ali by being a pastry mode I picked April 15 to move into my Bangkok apartment because of numerous reading. Oh, numerology reading. Tu got ဘေးတဲ့အရန်ယုံပြီးတော့အဲ့ရက်မှာကိုတွားရမယ်ဆိုပြီးတော့ ဒါတော့အတိတာခုနကတော့ ပေးရင်းရုံနဲ့ဆို Yeah I have a diploma in graphic design That's so easy. I know because I couldn't think tu buat diploma graphic design graphic ကနေ အဲ့ဒါဆိုbehaga မှာရတယ် behaga I know already. Yeah of I course already know too. Which Yeah, one? so I think 3 is a lie. Play that guy, but you really like dog. I have to like you. Oh, Oh you like me though. I said 3 is a lie. Okay, yeah, 3 is a lie. that said is the best I'm gonna leave this live Sorry. Okay, that's the truth. How come you don't know that I'm a graphic designer I want to Because I know you haven't studied. Is it truth? Yeah Oh, you were Wait, your I studied diploma. that Huh. so you chose that You mean Raffles? yeah ပြီးသွားလား graphic diploma yeah အော်မသိပါ I got I said bachelor's. diploma I didn't say Bachelor's ချင်လို့မ bachelor's သိပါဘူး Oh, shoot. yeah အော်အဲ့ဒါဒီဘာလို့ graphic design လုပ်တော့ I laptop on my phone now ကောင်းပါ I can't even use my laptop well when I pay people to like I don't know it okay I don't know if I can say this but like Sasa don't want or laptop မတော့တကယ်ယူချင်တာ I wanted like to take jewelry design ဒါပေမဲ့ဒီမှာမရှိဘူး so I'm all interior about graphic လုပ်လိုက်မယ်ပေါ့ after that အမေကလည်း laptop ကောင်းလေးပဲအမလေးသူများလိုလေ MacBook တောင်မကိုင်ဘူး like graphic laptop ပြီးတော့ဝယ်လာဘာမှမသုံးရဒီလိုနေနေတော့ခုတည်း but then အဲ့တော့ I was so stressed and then ဘေးကကောင်ကြီးအရန်တော့စာရန်တော့သူ့အမြင်ကြည့်သူဘယ်လိုနောက်လိုက်လဲမသိဘူးသူ့အမှ I asked him to like I was like cause အမြဲတမ်းသူ့ကဘယ်လိုလုပ်ရမလဲမျိုး I feel one day I felt bad I was like
don't get me wrong, like တမျိုးမထင်နဲ့ပေါ့ but I'll pay you. Are you percent pay me? I will. I don't think you can say that. Yeah. I don't think you can announce it on live TV. No. It's not like Samen boy. It's just Java. Yeah, Java. Like homework. And then what? Yeah, help. I told you my dreams every day. How come you don't know me well? No, but Oh, okay, then maybe number 2. Number 2 is the lie. Well, I was just like distracted by the numerology. me too, because I'm like, she is a little. Yeah, you were a little quicker, A so. little crazy. No. Oh, okay, so number 2 is. Number 2 is a lie. Yeah, why would I check that much? Only tarot. I don't believe in tarot reading. Oh, this was a good one. You got us. You got us. You Yeah, got you us. got us. Wow. Thanks to Gemini.